give နဲ့ပတ်သက်တဲ့ phrasal verb တွေကဘာတွေဖြစ်မလဲပထမဆုံးတစ်ခုက give in ဆိုတာကတော့အရှုံးပေးသည်ပါပဲဒါပေမဲ့သူကခုခံမှုပြုလုပ်ပြီးတဲ့အခါမှာမလုပ်တော့တာဖြစ်တယ်ပေါ့ဒါကြောင့်သူ့ကိုအလွယ်တကူလိုက်လျောသည်လို့အလွယ်မဲ့လို့ရတယ်ပေါ့ She gave in and ate the sweets သူမကဆန္ဒကိုလိုက်လျောပြီးတော့အချိုရီစားခဲ့တယ်ဒါဆိုသူမကအချိန်အတိုင်းတာတစ်ခုအထိစားဖို့ဆန္ဒကိုထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာဒါစိတ်လိုလိုက်တယ်ဆိုတဲ့သဘောပေါ့နောက်တစ်ခုက give out ဆိုတာကကြတော့ဝေပေးသည်ဒါမှမဟုတ်ရင်မျှဝေသည်ဆိုတော့သူက distribute ဆိုတဲ့စကားလုံးနဲ့တွားပြီးတော့တူတယ်ပေါ့ The teacher gave out the test papers ဆရာမကစာမိုးပွဲစာရွက်တွေကိုဝေခဲ့တယ်နောက်တစ်ခုကတော့အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ give back ဖြစ်ပါတယ် give back ကကြတော့သူ့စကားလုံးအတိုင်းပဲပြန်ပေးသည်ပဲဖြစ်တယ်ပေါ့ Please give back my book ကျေးဇူးပြု၍ငါစာအုပ်ကိုပြန်ပေးပါနောက်တစ်ခုက give up ကကြတော့အားလုံးသိထားတဲ့အတိုင်းပဲသူကတခုခုပြုလုပ်တာကိုရပ်လိုက်တဲ့သဘောပဲပေါ့အဲ့ဒါကသူကအရှုံးပေးသည်လို့တိုက်ရိုက်မထွက်ဘူးပေါ့ She gave up smoking last year သူမကမနှစ်ကဆေးလိပ်တောက်တာကိုရပ်ခဲ့တယ်ဒါဆိုရင်အရှုံးပေးလိုက်တယ်လို့လုံးဝပြန်လို့မရဘူးပေါ့နောက်တစ်ခုက give off ကတော့သူကထုတ်လွတ်သည်အထူးသဖြင့်အနံ့တို့အလင်းတို့ဒါမှမဟုတ်လည်းအပူတွေမှာသူကအဓိကထားပြီးတော့သုံးလို့ရှိရပေါ့ The candle gives off a nice smell ဖျောင်းနိုင်ကမှုရတဲ့ရနံ့ကိုထုတ်လွတ်တယ်သူကပေးစွမ်းတယ်ဆိုတဲ့သဘောမျိုးလည်းမှန်တယ်ပေါ့နောက်တစ်ခုက give away အားလုံးသိပြီးသားအတိုင်းပဲသူက give away ပေးတယ်ဆိုတာလကားပေးသည်ပေါ့ She gave away her old toys သူမကအယုတ်အဟောင်းတွေကိုအလကားပေးလိုက်တယ် give over ကတော့အားလုံးကြားပြီးသားဖြစ်တဲ့ hand over နဲ့အတူတူပဲသူကတာဝန်လွှဲပြောင်းပေးသည်ဆိုတဲ့သဘောပေါ့ He gave over the project to a new manager သူကလုပ်ငန်းစဉ်ကိုဒါ manager အသစ်စီပေါ့နော်လွှဲပေးလိုက်တယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်နောက်တစ်ခုက give up on ဆိုတာကြတော့သူကတခုခုအပေါ်ဒါမှမဟုတ်လဲတယောက်ယောက်အပေါ်ယုံကြည်မှုမရှိတော့တဲ့အခါမျိုးမှာသုံးလို့ရတယ်ပေါ့Don't give up on your dream မင်းရဲ့အိမ်မက်ကိုဒါဆက်လက်ယုံကြည်ပါ Give up on ရဲ့အဓိပ္ပာယ်ကယုံကြည်မှုရပ်တန့်သည်ဖြစ်တဲ့အတွက်သူကအဲ့ဒီစာကြောင်းမှာအငင်းထည့်လိုက်တော့ positive ဖြစ်သွားတာဖြစ်ပါတယ် Okay အဲ့တော့အားလုံးကြိုးကြည့်သွားမယ်လို့ယုံကြည်ပါတယ်